အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ grade 12 grammar unit 9မှာပါရှိတဲ့ verb plus object plus verb infinitive အကြောင်းလေးကို sharing လုပ်ပေးချင်ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်ဒီမှာဆိုရင် verb plus noun group plus bare infinitive အကြောင်းလေးကိုပထမဆုံးပြောချင်ပါတယ်bare infinitive ဆိုတာ without to ပေါ့နော် to မပါတာကိုပြောချင်တာပါ bare ဆိုတာ without ပေါ့နော် without to မပါတာလေးပါဒီစကားလုံးတွေကဘယ်အချိန်မှာပေါ့နော်ဒီလို to မပါတဲ့ verb infinitive တွေလိုက်လဲဆိုရင်ဒီ main verb ကြီးอ่ะပေါ့ဒီ main verb ကြီးอ่ะ let တို့ဖြစ်ခဲ့မယ် make have help ဒါမှမဟုတ်လဲ hear listen notice တို့ see တို့ watch တို့ဒီ verb တွေလိုက်ဒီverb တွေကတော့ main verb ဖြစ်မယ်ဆိုရင်သူ့ရဲ့နောက်မှာ object လာမယ် object ပြီးပြီဆိုရင်သူက bare infinitive လိုက်ပါတယ် for example Annie made Helen pick up the door တဲ့ Annie ရတဲ့ Helen ကိုတဲ့ရုပ်ကောက်ခိုင်းခဲ့တယ်ပေါ့နော်ဒီမှာဆိုရင် made ဆိုတဲ့ verb ကိုသုံးထားတယ်ဒီ made လေးကိုသုံးထားတယ်သူ့ရဲ့နောက်မှာဆိုရင် bare infinitive without to မပါပါဘူးနောက်တစ်ခု he heard a woman laugh loudly သူတဲ့ woman ပေါ့နော်ဒီမှာဆိုရင် noun က woman မျိုးသမီးတစ်ယောက်ပေါ့ laugh loudly ကြဲလလောင်ရီတာကိုသူကြားခဲ့တယ်ဒီနေရာမှာဆိုရင်နော် heard ဆိုတာက verb ရှိမယ်ပြီးရင်သူ့ရဲ့နောက်က a woman laugh loudly bare infinitive ပါနောက်တစ်ခု I didn't notice her enter the room ဟောသူမပေါ့နော်ဟောတဲ့ဝင်လာတာကိုသူသတိမပြုမိခဲ့ဘူးတဲ့အဲ့ဆိုဒီမှာနော် made တို့ heard တို့ notice တို့ဒီ verb တွေကဒီ verb တွေကဒီ main verb တွေမှာရှိမယ်ပြီးအဲ့လိုဆိုရင်ဒီနောက်ကပေါ့နော် infinitive တွေက without to မပါပါဘူးအဲ့ဒါဆိုရင်ခု exercise လေးလုပ်ပါမယ်Exercise number 1. ဒီမှာဆို complete the sentence with the correct form နဲ့ okay ပထမဆုံးကတော့ my parents ငါရဲ့မိဘတွေကတဲ့ me watch TV ကိုတဲ့ဘာဖြစ်မလဲကြည့်ခွင့်ပြုတယ်ပေါ့နော် and take အစဉ်ဒီနေရာမှာဆိုရင် let အဲ့လိုလေးဖြစ်မယ်ဒီမှာဆိုရင် I will change the color Okay, let me watch TV until 10:30 p.m. Okay, last week our English teacher they planned us write an essay ရေးခိုင်းနေessay ရေးခိုင်းနေဆိုမှတော့ဒီမှာ last week ဆိုတဲ့အတွက်ကြောင့်မို့ past tense နေပဲနော်အခု he planned his heart beat သူ့နှလုံးခုန်တာ so fast မြန်ခုန်နေတာကိုဘာဖြစ်မလဲ he feltခံစားမိခဲ့တယ်တဲ့ so he decided to see a doctor နောက်က this information ဒီ information will plan the police find police တွေကိုကူညီလိုက်မယ်ပေါ့နော် and ဒီမှာပြောစရာရှိတာက help လေ help ကတော့သူ့ရဲ့နောက်က verb ကလေto infinitive လည်းဖြစ်နိုင်တယ်လို့ bare infinitive လည်းရေးလို့ရတယ်သူက help ကကျတော့နှစ်ခုလုံးသုံးလို့ရတယ်ပြောချင်တာဒီလိုပေါ့ this information will help the police to find လို့လည်းပြောလို့ရတယ်လို့ police find the convicted criminal အဲ့လိုလည်းပြောလို့ရတယ်နော် number 5 we our children sing an English song beautifully သူတို့ကလေးတွေပေါ့နော် English songs တခြင်းဆိုတာကိုဘာလုပ်ခဲ့လဲ we listen to နားထောင်ခဲ့တယ်တဲ့ဒီမှာဆိုရင် yesterday ဆိုတဲ့အတွက်ကြောင့်မို့ past tense နဲ့ရေးလိုက်တာနော် we listen to I say I will write here okay now number B ကိုတော့ပါမယ် rewrite each sentences the first one is done as an example okay ဒီမှာဆိုရင် the first one က a woman pick up the parcel and handed it to another woman and Mimi noticed it okay a woman ကပတ်စံအိတ်တခုကိုကောက်ပြီးတော့သူနောက်တစ်ယောက်ကိုပေးခဲ့တယ်ပေါ့အဲ့ဒါကို Mimi ကသတိပြုမိခဲ့တယ်အဲ့ဆိုဒီမှာရေးရမှာက Mimi noticed အဲ့ဆိုဒါလေးစလိုက်တယ်ပြီးရင်ဘာကို notice တာတော့အဲ့ဆိုသူ့ရဲ့နောက်မှာ noun လိုက်ရတော့မယ် noun ကဘာလဲ a woman အဲ့ဆိုဒီမှာ a woman လေးလာတယ်ဘာလောက်တာလဲဆိုရင် pick up ဆိုခုနကဆိုရင်ကိုယ်လေးလာခဲ့တယ် notice ရဲ့နောက်မှာဆိုရင်လည်းbare infinitive လိုက်တယ်เนาะ bare infinitive ဆိုတာwithout to လည်းမပါဘူးပြီးတော့ infinitive ဆိုတာเนาะs တွေ es တွေမပါတဲ့ဒီ base form เนาะ verb base form ကိုပြောတာပါအဲ့တော့ picked up ကဒီမှာတော့ past tense ပေါ့เนาะဒါပေမဲ့သူက base form ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ ed တွေမပါတော့ဘူးเนาะဒီမှာ verb 1လေးပေါ့pick up the parcel and hand it ဒီမှာဆိုလဲဒီမှာ ed တွေမထည့်ရအောင် hand it to another woman အဲ့ဆိုရင် let's do the exercise number 2 number 2 he went out of the room နဲ့သူအခန်းပြင်ဘက်ကိုထွက်ခဲ့တယ်ပြီးတော့ she heard him သူမကကြားခဲ့တယ်အဲ့တော့ဘာကိုကြားရလဲ she heard him go out of the room ဟုတ်ပြီနော်ဒီမှာဆိုရင်ဒီမှာတော့ went ဒီမှာတော့သူက past tense သုံးထားတယ်ဒါပေမဲ့ကိုကဒီ heart ပြီးရင် heart plus ပြီးရင် noun phrase plus
ဒီမှာဆို bare infinitive ဖြစ်ရမှာမလို့ go out ပဲเนาะ go out ပဲသုံးမယ် okay number 3 he dived into the river dive လုပ်ခဲ့တယ် I saw him အဲ့တော့ I saw him dive into the river အစင်ကသူ diving ထိုးတာကိုတဲ့တွေ့ခဲ့တယ်အစင်ဒီမှာနော် dive ကလည်း verb 1ပဲနောက်တစ်ခု the student did an experiment in the laboratory တဲ့ the principal observed them the principal က observe လုပ်ခဲ့တယ်ကြည့်ရှုခဲ့တယ်ပေါ့အဲ့ဆိုဘာကိုကြည့်ကြလဲဆိုရင် students do an experiment in the laboratory okay so now that's all to look เนาะအဲ့တော့မှာ bare infinitive တွေလိုက်ပါတယ် to နောက်တစ်ခု the police car left the village from her bedroom window တဲ့ Nunu watched it Nunu က watched ကြည့်ခဲ့ဘာကိုကြည့်ရလဲဆိုရင် the police car ဘာလဲဆိုရင် leave the village ဒီရွာနေထွက်သွားတာပေါ့နော် the police car leave the village ဟုတ်ပါပြီအဲ့ဆိုရင်ခုကတော့ဒါကverb ပေါ့နော်ဒီဒါလေးကကျတော့ verb plus object plus ဒီမှာဆိုရင်နော်verb plus object plus bare infinitive without to အဲ့ဆိုရင်ခုကတော့ to ပါတဲ့စာကြောင်းလေးကိုလေ့လာပါမယ်ဒါကတော့ verb plus တဲ့နော် verb followed by noun group and to infinitive ဒါကတော်တော်များများပေါ့နော် verb တော်တော်များများကတော့ to infinitive လိုက်တယ်ဥပမာဒါတွေကတော့ example words လေးတွေထည့်ပေးထားတာနော်ဒီမှာဆိုအများကြီးပဲရှိ advice ဥပမာဆိုရင် I advise the doctor advise the people ဒါမှမဟုတ်လေ the doctor advised the patient to take the medicine regularly for example ဒါမှမဟုတ်လေ to do exercise regularly ညွှန်ပါပေါ့နော် land ဘယ်လိုပြောမလဲအကြံပေးခဲ့တယ်ဒါတွေ advised to ဒီမှာဆိုရင်အများကြီးပဲနော် allow ask back get choose comment convince encourage ဒါတွေအကုန်လုံးနော် would like something but would like someone to do something like that ဒီဟာတွေအားလုံးကလေသူ့ရဲ့နောက်မှာဆိုရင် object လာမယ်ဒီမဲ့သူ့ရဲ့နောက်မှာဆိုရင် noun group လာမယ်ပြီးရင် to infinitive လိုက်ပါတယ်ဥပမာဆိုရင် look at the example Annie asked the family to leave the room Annie ရတဲ့ဒီမိသားစုဝင်တွေကိုပြောခဲ့တယ်ပေါ့နော် to leave the room ဒီအခန်းထဲကနေထွက်သွားပေးဖို့သူတောင်းဆိုခဲ့တယ် asked to leave the room ဒီမှာဆိုရင် ask ဆိုတဲ့ verb လေးကိုသုံးသွားတယ်ဒါဆိုရင်သူ့ရဲ့နောက်မှာto infinitive. Now, the killers allowed Helen to take food from other people's plate. They must allowed. Quimputed, not they must allowed. Quimputed Helen ordered to take U-boat driver. It's hard to the Baganian is start out the U-boat. I helped an old man cross the street. Diniyama to cross the street. Help Karo the pong or pong don't yet. Do you know my saying to infinitive လည်းသုံးချင်သုံးလို့ရတယ်ဒါမှမဟုတ်လည်း bare infinitive လည်းသုံးချင်သုံးလို့ရတယ်เนาะသူကနှစ်ခုလုံးကmeaning က the same တူပါပဲအစင်ခု example လေးလုပ်ပါမယ် example number 1 match the two halves နှစ်ခုကို match လုပ်အောင် the doctor told the patient ကိုထိုးပြောခဲ့တယ်တဲ့ဘာလို့ဘာပြောမှာတော့ to take a rest ဟုတ်တယ် number E the flight attendant when all passengers delay မရတဲ့ when သတိပေးခဲ့တယ် all passengers ကိုဘာလို့ဖို့လဲ to fasten နော်to fasten ဆိုတာကခပတ်ပတ်ထားဖို့ပေါ့ the captain ordered his men ခေါင်းဆောင်ကတဲ့သူ့ရဲ့လူတွေကို order အမိန့်ပေးခဲ့တယ်တဲ့ဘာလို့ to march through the jungle quickly မြန်သွားဖို့ပေါ့အဲ့ဒါက we must train our students တွေကို train ရမယ်တဲ့ to become good citizens အခါကျတော့ his lawyer က advised himသူကိုအကြံပေးခဲ့တယ် to write a will before he died တည်င်းစာရေးဖို့ပေါ့နော်အဲ့ဆိုဒီမှာဆိုကြည့်လိုက်မယ်ဆိုရင် train လုပ်ခဲ့တယ် advised လုပ်ခဲ့တယ် order want told ဆိုတာ tell ကလာတာပေါ့နော်ဒီ verb တွေရဲ့နောက်မှာဆိုရင်သူက object တွေလာမယ် object တွေပြီးပြီဆိုရင် to infinitive တွေလိုက်ပါတယ်Okay ဒါကတော့ number D လေးကတော့ choose the correct option ကိုရ correct option ကိုရွေးရမှာပေါ့နော်ဒီမှာဆိုရင်တချို့ verb တွေကိုသတိထားကြည့်ရမယ်နော်အဲ့ဒါမှ to verb 1ဖြစ်မလား without to လားပေါ့ number 1 our family တဲ့ doctor advised us ငါတို့ advice လုပ်ခဲ့တယ်တဲ့ advice ဆိုမှတော့ဗာလဲ to ဟုတ်တယ် advise us to avoid number 2 Sandra reminded Theory ကို reminded
သူကသတိပေးခဲ့တယ်တဲ့ဘာလို့မှာတော့2ပဲဒါဆိုလဲ remind လုပ်တယ်လို့ဘာလို့ဆိုရင်ဒါ2 for 1သတိပေးတာပေါ့ my mom told me ပြောတယ်ဆိုမှလဲဒါလဲ2ပါပဲ to keep in touch okay နောက်တစ်ခု please have the writer or have the waiter တဲ့အဲ့ဆိုဒါလေးကကြတော့လေ bring နော် have ကကြတော့သူ့ရဲ့နောက်မှာကြတော့ without to လိုက်ကြမလို့ဘူး please have the waiter bring more fruit oh no more bread number 5 this restaurant lets customers lets ခွင့်ပြုတယ်တဲ့ lets ဆိုတော့သူ့ရဲ့နောက်က lets use ဟုတ်ပြီနောက် number 6 box asked boss ကမေးခဲ့တယ်တဲ့မေးခဲ့ရမှာပေါ့ဒီနေရာမှာကျတော့သူကပြောခဲ့တယ်ပေါ့ me to work အလုပ်လုပ်ဖို့ပေါ့ at the weekend number 7 you should get Meyer နော် you should get Meyer to help you ဒီ get လေးရလည်းပဲဒီ to help get ကကြတော့ to help you ဒီဟာခုနကတော့ list လေးတွေကိုမှတ်ထားမှာနော်အဲ့ဒါဆိုရင် get ဆိုရင် to help you I noticed ဖြစ်ခဲ့တယ်ဗာလဲအရင် point break notice to see to hear လို့ဆိုရင်ဒါ bare infinitive we can't expect မျှော်လင့်လို့မရဘူးတဲ့ဘာလို့လို့လဲ to be robots to be as smart as human beings okay number 10 I was shocked to see ဆိုမှာတော့ behave see to hear to watch to notice to ဆိုရင်သူကbare infinitive ပဲ I see such a celebrity behave so badly in public တဲ့ okay နည်းနည်းပေါ့နော်အပြုမှုစိုးစိုးရွားလောက်တာကိုငါအော်ခဲ့တယ်ပေါ့ okay ပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်